ဆိုတော့မနက်ကအောင်မြင်တဲ့အတ္တဘာတ္တလဲမနက်ကအဲဆိုလူပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ပြီဆိုတော့ကဲတင်ချင်းရဲ့အရှိမပါရှိတယ်ဆုံးရှုံးခြင်းမှဘာတို့လဲဆုံးရှုံးခြင်းမှကဲတင်ခြင်းတို့တရက်တော်မကူသေးဘူးမနက်ကပဲတဲ့မာတို့ရှိရင်မရှိတယ်ကျွန်တော်စာရေးတယ်မလားတို့ဆိုလို့ရှိရင်မကျွန်တော်တို့မနက်ကတူမာတယ်ကျွန်တော်ရေးတာရေးတို့တဲလေးမချစ်တယ်ဒါအဲ့လိုရေးတာလေနော်ဆိုတော့ဆုံးရှုံးခြင်းမှာကဲတင်ခြင်းတို့ဒါပေမဲ့လူကဆုံးရှုံးခြင်းနဲ့စတာလားအောင်မြင်ခြင်းနဲ့စတာလားအောင်မြင်ခြင်းနဲ့စတာအောင်မြင်တဲ့အတ္တကိုကျွန်တော်ဒီနေ့အေဒီဥယျာဉ်နဲ့ပုံဆောင်တယ်ကဲဟုတ်ပြီအောင်မြင်ခြင်းကနေပြီးတော့လူကဘာရောက်သွားလဲဆိုရင်ဆုံးရှုံးခြင်းကိုရောက်သွားတယ်ကဲဆိုရှင်အောင်မြင်တဲ့အတ္တတွေကနေဆုံးရှုံးတဲ့အတ္တကိုဒီနေ့ဆက်သွားမယ်ခုဒီချိန်မှာကဲအဲ့ဆိုရှင်ဘုရားကအေဒီဥယျာဉ်ထဲမှာလူကိုဖန်ဆင်းပြီးနေရာချဖန်ဆင်းတော်မူသောသူကိုတဲ့ထာဝရရှင်ဘုရားသခင်ကဘယ်ထဲမှာနေရာချလဲအေဒီဥယျာဉ်ထဲမှာနေရာချအဲ့ဒါဟုတ်ပြီအေဒီဥယျာဉ်ထဲမှာနေရာချဘယ်မှာနေရာချတာလဲအဲ့လိုအေဒီဥယျာဉ်ထဲမှာကလေဘာမရှိဘူးလဲဆိုရင်စူးပင်နေမရှိဘူးအစိတ်ကောက်နေမရှိဘူးဘာတွေမရှိလဲစူးပင်နေမရှိဘူးအစိတ်ကောက်နေမရှိဘူးကဲဟုတ်ပြီအဲ့ဒီအထဲမှာဖြစ်သမျှသောအတိအနံမှအစအကုန်လုံးဒီဖျားဖြစ်စေထားတဲ့အရာတွေကြီးပဲဒီဖြစ်စေထားတယ်ဖျားဖြစ်စေထားတဲ့အရာကဲဟုတ်ပြီအဲ့ဒီအထဲမှာဘုရားကလူကိုနေရာချဘယ်ထဲမှာလဲအေဒီဥယျာဉ်ထဲမှာအေဒီဥယျာဉ်ဆိုတာဖျားလှုပ်ပေးထားတဲ့နေရာလားလူကလှုပ်ယူထားတဲ့နေရာလားအဲ့ဆိုအေဒီဥယျာဉ်ဆိုတာလှုပ်ပေးထားတဲ့နေရာလားလှုပ်ယူထားတဲ့နေရာလားအဲ့ဆိုပြောရအောင်အေဒီဥယျာဉ်ဆိုတာလှုပ်ယူထားတာမဟုတ်ဘူးလှုပ်ပေးထားတာပြောရအောင်အေဒီဥယျာဉ်ဆိုတာလှုပ်ယူထားတာမဟုတ်ဘူးလှုပ်ပေးထားတာအဲ့ဒါကြောင့်ကျွန်တော်တို့လှုပ်ယူရဘူးပြောရအောင်အဲ့ဆိုရှင်အေဒီဥယျာဉ်ထဲမှာနေတဲ့သူကလှုပ်ယူနေရတာလားဒါမှမဟုတ်ဘုရားရဲ့လှုပ်ပေးခြင်းကိုခံစားနေရတာအဲ့ဆိုလို့ရှိရင်သူဟာအဲ့ဒီနေရာမှာဘသူကလှုပ်ပေးနေတာလဲဖယားကလှုပ်ပေးတယ်အဲ့ထဲမှာဖြစ်သမျှအရာအလုံးဒီလူကလှုပ်ယူထားတာမဟုတ်ဘဲနဲ့ဖယားကဖြစ်စေထားတာဖယားကလှုပ်ပေးသမျှဖယားကဖြစ်စေသမျှကိုလူကအေဂျင်ထဲမှာခံစားရတယ်ဒီတော့ဘာလို့လဲခံစားအေဒီဥယျာဉ်ထဲမှာနေရင်ဖယားလှုပ်ပေးတာကိုခံစားရတယ်ပြောကြအောင်အေဒီဥယျာဉ်အပြင်ရောက်တဲ့အခါမှာနဖူးကချွေခြေမကြတဲ့အထိလှုပ်စားရတယ်ပြောလေဘာတော့အေဒီဥယျာဉ်အပြင်ရောက်တဲ့အခါနဖူးကချွေခြေမကြတဲ့အထိလှုပ်စားရတယ်အဲ့ဆိုရင်ဘယ်မှာလှုပ်စားရအဲ့ဆိုအေဒီအပြင်မှာဆိုလှုပ်စားရတယ်ပြောအေဒီအထဲမှာဆိုခံစားရတယ်ကျွန်တော်ငယ်ငယ်လေးကတခြင်းတစ်ခုကြားဘူးလေအလူငွေကောက်ရတဲ့ဆိုလို့ရှိရင်ခံစားရစုကျေးစုကောင်းကြီးမေကလာဟုတ်တယ်နော်ကြားဘူးလားလှုပ်စားရစုကျေးစုရှိလားခံစားရပဲရှိတယ်လှုပ်စားရမရှိဘူးပြောရအောင်အဲ့ဆိုလို့ရှိရင်အေဒီထဲမှာဆိုလို့ရှိရင်ဖျားလှုပ်ပေးတာကိုခံယူရတာကိုယ့်ဘာကိုလှုပ်ယူရတာတခုမှမရှိဘူးဟာလေလုယာဒီလိုပြောတယ်လှုပ်ယူတဲ့ခံယူပါလှုပ်စားတဲ့ခံစားပါအာမင်သူကြဘယ်ထဲမှာခံစားအဲ့ဆိုကျွန်တော်ရဲ့အတ္တကဒီအရင်တော့ကဘုရားကအေဂျင်အပြင်မှာထားရတာလားအရင်တည်းကအေဂျင်ထဲမှာရှိတာကျွန်တော်အဲ့ဆိုအေဂျင်ဆိုတာကျွန်တော်ရဲ့နေရာတက်တာအရင်တည်းကအရရရှိပြီးသားလားလူကိုဘုရားကဖန်ဆင်းပြီးတဲ့အခါမှာလူကနေရာလိုက်ပြီးတော့ဒီကဘယ်နာမှာနေရာမလဲဆိုပြီးလိုက်ရှာတာလားလူကအသက်ရှင်လာတဲ့အချိန်မှာအေဂျင်ထဲမှာဆင်းနေဖြစ်တယ်လားအသက်ရှင်လာတဲ့မှာရှင်ပါလေသူ့ရဲ့အတုအတွက်အေဂျင်ဥယျာဉ်ကြီးကအစင်သေးဖြစ်နေတာဟုတ်ပြီနော်စပါတော့အဆောင်မဲ့ဘုရားသခင်ဒီတဲ့ဘာကိုဖန်ဆင်းကောင်းကင်ကိုဖန်ဆင်းတယ်ပြီးတော့ဗါလဲရေကြီးကိုဖန်ဆင်းတယ်နော်ကောင်းကင်ဆိုတာအာယူပမြေကြီးဆိုတာယူပ
ကောင်းကင်ဆိုတာမမြင်ရမြေကြီးဆိုတာမြင်ရအဲ့ဆိုကောင်းကင်ဆိုတာနယ်ပယ်မြေကြီးဆိုတာနယ်ပယ်ကောင်းကင်ဆိုတာနေရမြေကြီးဆိုတာနေရပြန်ပြောမှာနော်ကောင်းကင်ဆိုတာမမြင်ရမြေကြီးဆိုတာမြင်ရကောင်းကင်ဆိုတာအာယုဘမြေကြီးဆိုတာယူဘဟုတ်ပြီနော်ကောင်းကင်ဆိုတာနယ်ပယ်မြေကြီးဆိုတာနယ်ပယ်ကောင်းကင်ဆိုတာနေရမြေကြီးဆိုတာနေရပြောကြည့်ကောင်းကင်ဆိုတာမမြင်ရမြေကြီးဆိုတာမြင်ရကောင်းကင်ဆိုတာအာယုဘမြေကြီးဆိုတာယူဘကောင်းကင်ဆိုတာနယ်ပယ်မြေကြီးဆိုတာနယ်ပယ်ကောင်းကင်ဆိုတာနေရမြေကြီးဆိုတာနေရအဲ့ဆိုရှင်နေရဘယ်နှနေရနေရဘယ်နှနေရလဲနေရဘုရားကပြည့်စင်တယ်ဘာလို့လဲနေရပြည့်စင်တယ်ဘာလို့နေဖို့ပေါ့ဟုတ်ပြီဘယ်သူနေဖို့လဲဘယ်သူနေဖို့လဲကျွန်ုပ်နေဖို့ဒီပြတဲ့တင်နေဖို့အဲ့ဆိုအစတည်းကဖယားကဘာလို့အရင်စလုပ်လဲနေရာစပြင်စင်တာဘာစီစပြင်တာလဲနေရာစပြင်စင်တာလူကမွေးပြီးတဲ့အခါကျမှကိုယ်နေရာဖင်သားမှလဲဆိုပြီးလိုက်ရှာရတာကနေရာအရင်ရှိပြီးသားလားဖယားကနေရာဘယ်နေရာပြင်စင်တာနေရာပြင်ဆင်ထားတယ်ဟုတ်ပြီတော့ကောင်းကင်ဆိုတဲ့အရက်နဲ့မြေကြီးဆိုတဲ့အရက်ပြောကြည့်အောင်ဖယားကကျွန်တော်အတွက်နေရာပြင်ထားတယ်ကောင်းကင်မှာလည်းနေရာရှိတယ်မြေကြီးမှာလည်းနေရာရှိတယ်ပြောကြဖယားကကျွန်တော်ကိုဂုဏ်တရေနှမျိုးပြင်ဆင်ထားတယ်ကောင်းကင်ဂုဏ်တရေနဲ့မြေကြီးဂုဏ်တရေပြောကဲကျန်တာပါမယ်တေကော15ငယ်40ဒီကော15ငယ်40ကိုဖတ်မယ်49ကိုဖတ်မယ်ဒီကော15ငယ်40ပြီး49ကောင်းကင်အကောင့်ထဲလဲရှိတယ်မြေကြီးကောင်းထဲလဲရှိတယ်ကောင်းကင်အကောင့်ထဲရဲ့ဂုဏ်တွေကလည်းတစ်မျိုးမြေကြီးကောင်းထဲရဲ့ဂုဏ်တွေကလည်းတစ်မျိုးအဲ့ဆိုရှင်မြေကြီးဆိုရင်ဘယ်သူနေတာလူတွေနေတယ်ကောင်းကင်ဆိုရင်ဖယားနေတယ်ကောင်းကင်သားတွေနေတယ်အဲ့ဆိုရှင်မြေကြီးပေါ်မှာချင်းမြောက်ခြင်းသည်ကောင်းကင်သားရဲ့ချင်းမြောက်ခြင်းလားမြေကြီးသားရဲ့ချင်းမြောက်ခြင်းလားမြေကြီးသားရဲ့ချင်းမြောက်ခြင်းကောင်းကင်ဆိုရင်ကောင်းကင်သားရဲ့ချင်းမြောက်ခြင်းအဲ့ဆိုမြေကြီးပေါ်မှာဆိုဘာတိုင်ကြားရမလဲလူတွေရဲ့လက်ခုပ်တံဘယ်သူရဲ့လက်ခုပ်တံလဲအဲ့ဆိုကောင်းကင်ရဲ့ချီးမြှောက်ခြင်းဆိုရင်ဖယားရဲ့လက်ခုပ်တံကောင်းကင်ရဲ့ချီးမြှောက်ခြင်းဘယ်သူရဲ့လက်ခုပ်တံလဲဖယားရဲ့လက်ခုပ်တံအဲ့တော့ဒီကနေ့ကျွန်တော်တို့ကခါကြကြည့်လူရဲ့လက်ခုပ်တံပဲမျောနေလေးရှိတယ်ဟုတ်ပြီနော်နေပယ်2ရက်ရှိတယ်အများအားဆင်ခြင်ဖို့ရှိတယ်ကဲနောက်တစ်ချက်ကောရတုဟောစာ15ပထမဆုံး15အငယ်49ဖတ်ကြည့်အောင်ဒါတို့ဒီအဲ့တော့တဏ္ဍာလည်းတစ်မျိုးကျွန်တော်ဒီမြေသားကြီးပုံစံကိုဆောင်ခဲ့သူကောင်းကင်သားကြီးပုံစံလေးဆောင်တဲ့အတွက်ဘုရားသခင်ဒီကျွန်တော်တို့အတွက်နေရာဘယ်နှနေရာဘယ်မှာနေရာရှိကောင်းကင်မှာလည်းနေရာရှိမြေကြီးမှာလည်းနေရာရှိအဲ့ဒီနေရာကိုဘယ်သူပြင်ပေးကျွန်တော်တို့ကတောင်းဆိုလို့ပြင်ပေးရလားကျွန်တော်တို့မရှိခင်တည်းကပြင်ပေးထားပြီးသားလားကျွန်တော်တို့လူဆိုတာမဖြစ်ခင်ကတည်းကလူဖြုတ်ပြီးတော့ဘုရားဆိုတာမသိခင်ကတည်းကဘုရားကိုသိပေမဲ့ဘုရားကိုမသိတတ်ခင်ကတည်းကဟုတ်ပြီနော်ဘုရားကြောင့်တက်ပေမဲ့ဘုရားအတွက်ပါဝင်ဖို့မစင်စားခင်ကတည်းကဘုရားကတင့်အတွက်နေရာပြင်ဆင်ထားပြီးသားဖြစ်တယ်ဟာလေလုယာဘုရားကဘုရားနေရာပြင်ထားတယ်အဲ့ဆိုကျွန်တော်တို့ဘုရားနေရာရှိလားဘုရားပြင်ဆင်ပေးတာကဘယ်မှာနေရာရှိလဲကောင်းကင်မှာလည်းနေရာရှိတယ်မြေကြီးမှာလည်းနေရာရှိတယ်အခုအာဒံကိုဘုရားကဘယ်မှာနေရာချဒီဥယျာဉ်မှာနေရာချဖို့အတွက်အာဒံကမဲခွဲဆုံးဖြတ်တာလားဒုနောက်ဆုတောင်းတာလားဘုရားချတာပြီလားဟာလေလုယာဘယ်လိုပြောလဲနေရာမရှာပါနဲ့မင်းတို့ဘုရားပြင်ဆင်ထားတဲ့နေရာရှိပြီလားအာမင်ကျူးကြနော်အဲ့ဒီနေရာကိုမသိရင်ကျွန်တော်တို့ကနေရာတစ်ခုအတွက်ကျူးစာကုတ်ကအားဆိုတော့ကလပ်ပြီးရှောက်လို့နော်
ဖယားတည့်ဆွဲနေရာဖြစ်စေတာပြီးပြီလားဖြစ်ဟာလေလုယာနော်ကဲအဲ့တော့ကြည့်ဖယားကအဲ့ဒီနေရာအထဲမှာလေအကုန်လုံးပြင်ဆင်ထားပြီးတယ်။အော်အေဒီမှာတော့နေရာရပါပြီကွယ်ငါမှစိုက်ပြိုးစားမယ်ဆိုတာရှိတာ။ဘာလို့ပြီလဲဖယားကလုတ်ပေးထားတယ်။အာဒန်လုတ်ယူထားတယ်သူကမရှိဘူးဖယားလုတ်ပေးခြင်းကိုသူဘာလို့ ရလဲခံစားဟုတ်ပြီနော်။အေဒီဥယေဆိုတာအောင်မြင်တဲ့အတ္တတိုင်း။အဲ့တော့အဲ့ဒီကနေထွက်သွားပြီးတဲ့ကလူကလုတ်ယူရတယ်။နောက်တစ်ချက်အေဒီဥယေထဲမှာအာဒန်ကကလိษံတွေကိုနေရာပေးတယ်။ဖယားကသူဘာမှမလုပ်ဘူးအဲ့ဒီထဲမှာလေကလိษံတွေအကုန်လုံးကိုလူကိုအပ်အဲ့လူရှိရဖို့ခေါ်လာတယ်အကောင်တကောင်ခေါ်လာတယ်ဆိုပါတော့နော်ကျွန်တော်အကောင်တော့သိမစွဲတတ်ဘူးဘာပုံပြသွားရလို့ဒီအကောင်တကောင်ခေါ်လာတယ်အာရန်တွေကနာမည်ပေးလိုက်ဆိုအဲ့အကောင်ကအာရန်ကိုကြည့်တယ်ကြောင်တောင်နဲ့ကြည့်အဲ့ကောင်ဆိုတော့ညောင်းလို့ဟာဒီမှာကြောင်တောင်နဲ့ကြောင်ကြည့်လို့ကြောင်ဆိုပြီးပြလိုက်ဟမ်အေးလေဥယျာဉ်ထဲမှာနာမည်ပေးလိုက်တယ်ကြောင်ဒီနေ့အထိကြောင်ပဲနာမည်ကြောင်ပါလားကျဲတော့အစင်းတွေဟာဒီဘောပါတက်ကနဲ့ဒီဘောကြားဒီနေ့ဒီပါပဲလေကြောင်ကကြောင်ပဲကြားကကြောင်ကဒီနေ့ဒီကြားကဒီနေ့ဒီကြောင်ကကြားဖြစ်လာကြားကကြောင်ဖြစ်လာကြောင်တော့ကြားရဖြစ်လာဖြစ်ဘူးနော်အဲ့ဘယ်ထဲမှာနေရနာမည်ပေးတာအေဒီဥယျာဉ်ထဲမှာ authority ရှိတင်ပြောသမျှဖြစ်တာအေဒီဥယျာဉ်ထဲမှာဟာလေလုယာတင်ပြောနေတာမှတ်ပေမဲ့တင်ဘယ်နေရာမှာပြောလဲဆိုတာအဲ့အဓိကကြအေဂျင်တွေကပြောသမျှဆိုသမျှအားလုံးအတီးဖြစ်တယ်ဟုတ်ပြီနော်အာနာဇတ်တို့ရဲ့အချုပ်ချာအေဂျင်ဥယျာဉ်မှာပြောကြအောင်အာနာဇတ်ရဲ့အချုပ်ချာအေဂျင်ဥယျာဉ်မှာကျွန်တော်ကတော့ပြောလေတင်ဝေခံမှာပြောတယ်မလားဒါပေမဲ့တင်ဒီအပြစ်မှာတင်ပြောကြိုက်တော့ပြောဘာပဲပြောဘာမှမဖြစ်အဲ့ဒီအပြစ်မှာအာဒံကသူ့သားလေးမွေးလာတော့ဘယ်သူမဆိုကလေးမွေးလာပြီဟဲ့ဆိုရင်ကိုသားကိုပေါက်ရနာမည်ပေးလိုက်ဟမ်ပေါက်ရနာမည်မပေးချင်ပါဘူးเนาะနာမည်ကတော့အကောင်းဆုံးပေးချင်တယ်ကျွန်တော်ယုံကြည်သူတွေဆိုလို့ရှိရင်ဟိုတရက်ကတော့မှကျွန်တော် Facebook မှာနာမည်မသိဘူးကျွန်တော်သူ့ကိုမသိဘူးဆရာရဲ့ကျွန်တော်သားလေးနာမည်လေးပေးပါတယ်နာမည်လေးပေးပါဖခင်လူတွေရဲ့ဗိသိเนาะတကူနဲ့အဲ့ဒါဆိုရှင်ကျွန်တော်အရင်ခံစားခြင်းလို့ပါဆိုဘာနဲ့အဲ့လိုကျွန်တော်ခံစားဘူးကျွန်တော်သားနှစ်ယောက်လုံးကျွန်တော်နာမည်မပေးဘူးကျွန်တော်ဖခင်နာမည်ပေးခိုင်းတယ်ဘာကြောင့်လဲဆိုကျွန်တော်အဖေအားဖြင့်ဖခင်ရဲ့မြတ်တော်ခံစားကျွန်တော်မပြောင်းလဲဘူးဒါပေမဲ့အဖေကကျွန်တော်တို့လူတော့ဒီချိန်လုံးဆူတောင်းခဲ့တယ်ကျွန်တော်ဖေဒူကောင်းမှာအမာရွတ်တော်ထားเนาะကျွန်တော်ဖေကအဲ့လောက်ဆူတောင်းတာအဲ့တော့ကျွန်တော်မိဘစီကအဲ့ဒီခေါင်းကြီးမင်းကအမွေကိုကျွန်တော်ခံစားကြတယ်ကျွန်တော်သားတစ်ယောက်လုံးကျွန်တော်မိဘတွေပဲနာမည်ပေးခိုင်းတယ်เนาะကျွန်တော်အလုံးစုံသက်တာကိုပေးခိုင်းတာပုံပေါ်အဲ့ခေါင်းကြီးခံစားကြတယ်အဲ့လိုပဲကိုနေ့ဆိုရင်ပေးခိုင်းတယ်ကျွန်တော်ကနာမည်လေးတစ်ခုပေးလိုက်တယ်နာမည်လေးကကျန်းစာတဲ့နာမည်လေးနဲ့သူ့ရဲ့နာမည်လေးနဲ့တွဲပြီးပေးလိုက်တာငါအဲ့လိုမျိုးအဲ့တော့ဒီနေ့ကျွန်တော်ဖေရတယ်ဆိုလို့ရှိရင်သားသမီးတို့နာမည်ပေးလိုက်ဘယ်ကအထူးဘယ်နဲ့နာမည်ပေးတယ်ကျမ်းစာတွေကနာမည်အကောင်းဆုံးနေကြီးပဲပေးတာဒါဝိဆိုတဲ့လူအများကြီးရှိတာဒီမှာရှိတယ်နော်ကျမ်းစာတွေကနာမည်အများကြီးရှိတာဒါပေမဲ့ဒါဝိလူမတရားပဲရှိတယ်ဘယ်သူမှယူဒရှ်ကာယုဆိုတဲ့နာမည်ရှိလားဒါပေမဲ့အဲ့လိုလူကနည်းနည်းလားအများကြီးယူဒရှ်ကာယုနာမည်မဲ့လားဘယ်သူမှမမဲ့ဘူးဘုရားကိုရောင်းစားတဲ့အမျိုးလေးမဲ့လားဒါပေမဲ့ရောင်းစားနေတဲ့သူကနည်းလားများတယ်အများကြီးကနာမည်တော်ပေးတာအကုန်လုံးအဲ့ကုန်ကြည့်လူတိုင်းကဒါဝိတာနာမည်ပေးထားတာလေဒီလားဂေါ်ရီကလာဖတ်ပြင်းတဲ့လူကြည့်ပဲကျွန်တော်ကြည့်တယ်ဒီလားဘာကြည့်သူဟာဒါဝိဟုတ်လားမဟုတ်လားရှောလူဟုတ်လားမဟုတ်လားကြည့်လိုက်အချင်းချင်းတပပြီးဟဲ့ဆိုရင်သူကဒါဝိလားရှောလူလားရှောလူကလက်ထဲမှာလမ်းနေဓာတ်တွေရှိရန်သူတိုက်ဖို့တဲ့အချင်းချင်းပဲတပတာလေဒါဝိကသူစောင်းလေးတွေပြစ်ထိုးပြန်ပြီသူကားကိုပြစ်ထိုးပြန်ပြီသူလက်ထဲကလက်ကအချင်းချင်းပဲတပတာအချင်းချင်းစော်နေပြီဆိုရင်ဒါဝိလားရှောလူလားသူကသူနာမည်ကဘာပဲဒါဝိပဲဒါရှောလူကရှောလူပဲဒါပြောမိတယ်ဘုရားကိုရောင်းစားနေပြီဆိုရင်တေချာပြီသူကသူဒါဝိပဲဒါယူဒရှ်ကာယုကယူဒရှ်ကာယုနော်ကဲဟုတ်ပြီအဲ့တော့အေဒီဥရဲ့အပြင်ဘက်မှာအာဒံကနာမည်ပေးတယ်သူသားဗါတယ်ဘုရားသခင်ဤလူကိုငါရပြီလို့ဆိုလျက်ကာဣနအမည်ဖြင့်မဲ့လေဤကာဣနအမည်ရဲ့အဓိပ္ပာယ်ကဘုရားသခင်ဤလူနာမည်ကောင်းလားနာမည်ကောင်းတယ်ရေးလည်းကောင်းတယ်ဘုရားသခင်ရဲ့လူဘုရားလူဆိုလို့ရှိရင်ကျွန်တော်သဘောမကျဘူးလားအခုတော့ဆောင်နေလာမယ်ဆိုလို့ရှိရင်လည်းအရင်သဘောကျတယ်ဘုရားလူဆိုတာတကယ်ကောင်းတယ်ဒါပေမဲ့သူပေးတဲ့နေရာကအေဒီဥရဲ့ထဲမှာလားအေဒီဥရဲ့အပြစ်မှာလားအောင်မြင်တဲ့အချိန်မှာလားကြာဆင်းတဲ့အချိန်မှာလားဘုရားလှုပ်ပေးနေတဲ့အချိန်မှာလားသူကသူလှုပ်ယူလာတဲ့အချိန်မှာလားလှုပ်ယူရတဲ့အချိန်မှာပေးတဲ့နာမည်ပြောတဲ့စကားလှုပ်တဲ့လှုပ်ယူရတဲ့အချိန်မှာနော်သူ့ရဲ့ authority
လုံးယူရတဲ့အချိန်မှာဝန်ခံတဲ့စကားအားလုံးကအနတ္တဘယ်တော့မှအတိမဖြစ်ဘူးအမင်္ဂလာနဲ့ပဲသွားတယ်နာမည်ပေးလိုက်တာဘုရားတကယ်တမ်းကျတော့အလကားလူဖြစ်တယ်ဘုရားလူကလကားလူလားလကားလူဘုရားရှိခိုးပြတဲ့ထတတ်တယ်နော်အရက်တော့ထတတ်တာကိုဘုရားရှိခိုးပြတဲ့တတ်တယ်တချို့တွေကဘုရားရှိခိုးပြီးတဲ့အထိကိုစောင့်နေတာပြီးမှတွေ့ပဲပြီးရမှာအဲ့လိုစောင့်နော်အေဒီဝိရဲ့အပြစ်မှာအေဒီဝိရဲ့အပြစ်မှာအောင်မြင်တဲ့ချိန်ကကြာဆင်းတဲ့ချိန်ကကဲဟုတ်ပြီအဲ့တော့ဘုရားကလူကိုဘယ်ကနေဖန်ဆင်းလဲဟမ်ဘယ်ကဖန်ဆင်းလဲမြေဘုတ်ကိုယူ၍လေကျမ်းစာတော်ပြန်ဖတ်မှုဖြစ်အဘာတော်ရရှိပြတယ်မြေဘုတ်ကိုယူ၍လူကိုဖန်ဆင်းပြီးလေဟုတ်လားအဲ့လိုလူကိုဘုရားဘယ်ကနေဖန်ဆင်းဘယ်ကနေဖန်ဆင်းလဲလူကိုဘုရားရှင်ကမြေဘုတ်ကနေဖန်ဆင်းတယ်ပြောရအောင်ရွှေမုတ်ကနေမဟုတ်ဘူးပြောဘယ်ကနေမဟုတ်ဘူးလဲစိန်မုတ်ကနေမဟုတ်ဘူးဘယ်ကနေလဲဘယ်ကမဟုတ်ဘူးလဲဘယ်ကမဟုတ်ဘူးလဲအဲဆိုလူဘယ်ကလာလဲလူဘယ်ကလာလဲဘေးကိုတက်တက်ကြည့်ပြီးတင်ချပြောကိုဘယ်ကလာလဲကိုသိပါလို့ပြောလိုက်တိတ်မကြည့်ကြတယ်လို့ပြောလိုက်မတည့်ရွှေမုတ်ကလာသလိုလိုစိန်မုတ်ကလာသလိုလိုနဲ့နော်အထိပကံရွှေပကံလေနော်အထိပကံရွှေဒါပြောတဲ့ဘာညာဆိုတာအဲ့ဒါကိုဘယ်ကထက်ကလဲရွှေမုတ်စိန်မုတ်ဘယ်ကလူကိုအဲ့လိုဖြစ်မှာဆိုလို့ကိုမြေမုတ်ကကိုဖန်ဆင်းတာအဲ့ဒီဂျားတဲ့ကကိုထတူပြအောင်လုပ်သေးတယ်ထတပ်ပြောင်းတတ်တယ်နော်အဲ့လိုပဲဒီရွှေမုတ်ကများဖန်ဆင်းလို့ရှိရင်ဖယားတော်ကနေဘယ်ကစားပြောမလားမသိဘူးနော်အဲ့တော့ဘယ်ကနေဖန်ဆင်းလဲမြေမုတ်ကနေဖန်ဆင်းတယ်မြေမုတ်ကနေဖန်ဆင်းတယ်မြေမုတ်ကနေဖန်ဆင်းပြီးတော့လူကိုတဒံလောက်ထားတယ်နော်တဒံလောက်ထားတယ်ပုံလောက်လိုက်ဘာလောက်လိုက်လဲအဲ့တော့ဘာပုံဖြစ်သွားပြီလဲဘာပုံလဲလူပုံဘာပုံလဲဘာပုံလဲလူဖန်ဆင်းပါတယ်ဆိုပါလူပုံဘာပုံလဲဘာရှိသွားပြီလဲပုံရှိသွားပြီဘာရှိသွားပြီလဲပုံရှိသွားပြီဘယ်ကဖန်ဆင်းတာလဲဒီပုံကအခုဒါဘာပုံလဲလူပုံအဲ့တော့ဘာပုံရှိလဲလူပုံရှိတယ်ပုံရှိလားရှိတယ်ခရားကအသက်မထည့်သေးဘူးဘာမထည့်သေးဘူးလဲဘာတော့ရှိသွားပြီလဲဘာမရှိသေးဘူးလဲကဲပြောရအောင်သုံးတာပြောမယ်တော့ပုံရှိတယ်အသက်မရှိဘူးပြောမယ်ပုံရှိတယ်အသက်မရှိဘူး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 အဲ့ဒါကြောင့်ပုံသက်တယ်လည်းမရှိဘူးပြောခဏလေးကိုဘေးကိုတက်တက်ကြည့်ပြီးပြောမယ်ပုံရှိတယ်သေးတော့လေပုံသာရှိတာနှုတ်ကိုမလုပ်ဘူးနော်အသက်မထည့်သေးတော့လေဘာတော့ရှိလဲဘာတော့ရှိလဲဘယ်လိုဒီချာနေမျက်နှာမကောင်းမနဲ့ပြောလို့ပုံတော့ရှိတယ်ပုံလေးတော့လမ်းကြောင်းတက်တဲ့ပုံလေးတော့ရှင်းမတဲ့ပုံလေးတော့အဲဟောချက်ဓာတ်ထောင်တဲ့ပုံလေးတော့ဘာမရှိတဲ့ကဘာမရှိဘူးလေဟုတ်ပြီနော်အသက်မရှိတော့ဘာလည်းမရှိဘူးပုံသက်တွေလည်းမရှိပုံတော့ရှိတယ်အသက်မရှိအသက်မရှိတဲ့အခါမစားတတ်ဘူးမကြားတတ်ဘူးမသွားတတ်ဘူးမမြင်တတ်ဘူးမခံစားတတ်ဘူးသူများလဲတဲ့အခါမထူတတ်ဘူးသူများရဲ့မျက်ရည်ကိုလည်းမစာနာတတ်ဘူးဟုတ်ပြီနော်တကယ်အံ့ဩဖွယ်ရာတွေပြတဲ့အခါမှာလည်းမမြင်တတ်ဘူးမကြည့်တတ်ဘူးလမ်းပြရင်လည်းမတွေ့ဘူးအစာကျွေးရင်လည်းမစားဘူးစားဖို့နေတာကစားတောင်းစားဖို့ဆိုတာလည်းမပြောနဲ့ခိမကောင်းလို့မစားတာလားအသက်မရှိလို့မစားတာဒီလူကိုဓာတ်ပေါက်သွားကျွေးစားမလားမကောင်းမှုထင်ပြီးကြေးဦးကျွေးရောမကောင်းမှုထင်ပြီးခောက်ဆွဲကြော်ကျွေးရောဒါလေးမကောင်းလို့နဲ့တူတယ်ဒါလေးပြောင်းကျွေးမှစားလားအစာပြောင်းကျွေးစရာမလိုဘူးသူကိုယ်နဲ့ကကိုအသက်မရှိတာဘယ်သူကျွေးချင်းမစားဘူးဒါပဲတချို့လူတွေကထင်တာကလေကိုယ်သေးအောင်ဆရာကတရားဟောတာမကောင်းဘူးလို့ထင်တာမဟုတ်ဘူးဘယ်သူလာဟောဒီတိုင်းဆရာဖြစ်တယ်လားကိုဖြစ်တယ်လားဘယ်သူဖြစ်တယ်ကိုကဖြစ်နေတာအသက်မရှိရင်ဘာပဲကျွေးစားဖို့မစားအသက်မရှိတာခဏထားကျွန်တော်တခါနေမကောင်းဖြစ်တာနော်နေမကောင်းဖြစ်တာ
ကျွန်တော်စနီးတွေကကျုံလုံးကြွားလာတော့ကျွန်တော်ကျုံလုံးကိုခန်းခါကြွားတယ်ကျွန်တော်စနီးတွေကခပိတ်ချက်ရမ်းကောင်းနော်မစ်ချက်ကောင်းဆိုတော့တဲ့တော့ကျွန်တော်နေမကောင်းဖြစ်တယ်အထီးပါပြီဖြစ်တော့ကျွန်တော်စံပြုတ်တွေကျွန်တော်စံပြုတ်ကြိုက်တယ်စံပြုတ်ငါးနဲ့ပြုတ်ပြီးတော့မှအဲ့လိုတံမြာတီးတွေထက်လူတီးတွေထက်နန်းနန်းမင်းထက်ပြီးစားကျွန်တော်စံပြုတ်ကြည့်တယ်ကျွန်တော်စားတယ်စစ်မပြေစားလို့မကောင်းကျွန်တော်ဒီမကောင်းဖြစ်တယ်ကျွန်တော်စားကြည့်တော့မကောင်းတော့ကျွန်တော်မကောင်းဘူးကွာဆိုတော့ကျွန်တော်နောက်တစ်ခုလုပ်ပြီးတယ်ခေါက်ဆွဲကြုံနေတာမသိလုပ်ပြီးတယ်စားကြည့်တော့မကောင်းပြန်ကျွန်တော်စိတ်ကတုန်သွားစိတ်ကြောမကောင်းပါဆိုတော့နောက်တစ်ခုကျွန်တော်ထမင်းလုပ်ပြီးပြန်စားတော့ကျွန်တော်သူ့ကိုထခေါ်တော့လို့တဲ့ဒါပေမဲ့စဉ်းစားတော့သူဖြစ်တာတော့မဟုတ်တော့ဘူးသူဖြစ်တာလားကိုဖြစ်တာသူဟင်းကပြက်နေတာလားကိုကတွင်းကပြက်နေတာလားသူ့ကြောင့်လားကိုကြောင့်လားဟုတ်ပြီနော်ကတွင်းပြက်ရင်ဘာစားလို့မကောင်းလားမရတာမကောင်းလားပါကြည့်အသက်မရှိတာခဏထားဝิญဉ်ရေးရမှာကတွင်းပြက်နေတဲ့သူကဘယ်သူကြည့်လို့မရကိုလူကြည့်လဲကြည့်လို့ကြည့်လို့ကိုမရဘူးလို့ဘာလို့ဘာမှတော့ကြည့်လို့မရတရားဟောလဲသူ့ဆောင်းပြောတယ်ပဲထင်တယ်တခါတခုကသူ့ဆောင်းပြောတယ်ပဲထင်တယ်ဒါကတော့သူဖြစ်တယ်လားကိုဖြစ်တယ်လားနော်တရက်ကြတော့လေကျွန်တော်ဘုရားမိုးပူသွားတယ်ကျွန်တော်မိတ်ဆွေဆရာတော့ဖုံးဆက်အကောင်းကြီးပါဖုံးဆက်ဆရာကကျွန်တော်ညနေလာပြီကျွန်တော်မိုးကိုရောက်နေကျွန်တော်ပြောလိုက်အဲ့ဒါဟုတ်ကဲ့လေကျွန်တော်လာတွေ့ပါမယ်ညနေပဲခဏလေးပဲလာတွေ့ပါကျွန်တော်မိုးကိုရောက်နေတယ်ကျွန်တော်ပြောတယ်ဟုတ်ကဲ့ပါလေကျွန်တော်လာတွေ့လိုက်ပါမယ်ညနေခဏလေးပဲကျွန်တော်ထအောင်လေကျွန်တော်မိုးခုံပါအဲ့လိုအော်တော့ပါလေအော်တဲ့မိုးချုပ်ပဲဆိုတော့မလာတော့ပါဘူးကိုပြောတာအမှန်သူကြားတာတလွဲမဟုတ်တလွဲကိုပြောတာအမှန်သူကြားတာတလွဲအဲ့ရကြတော့ကျွန်တော် Facebook ကြည့်ရောအဲ့တနေ့ကြည့်တော့နောက်ရက်ကျွန်တော်မိတ်ဆွေတယောက်ဘိုးရွာကသူကအခုတင်မောကနေဆင်းပြီးတော့မှသူကဟိုတော့ဒီမြန်မာပြည်မှာပဲလှုပ်တော့သူရေးတာရှင်းလေးသူ့အမေသွားသူ့ပြန် mass မှာတာပွားဆရာမအဲ့လိုလားမသိအမေသွားခဲ့တဲ့နေရာတွေမှာတဲ့သူကမာကြီးလိုက်တာစေးလိုက်ဘူးလေးလိုက်ဖြတ်ပစ်ခဲ့တယ်သူဒီလူကဘာလဲဟာတော့ကပတ်တော်လေးလည်းတင်လို့တင်ပြီးတဲ့အခါမှာစိတ်လိုက်ဘူးလည်းရောင်းလို့မရောဘလို့လူလည်းမဖြစ်နောက်တစ်ခေါက်ပြန်ဖတ်တဲ့အခါမှာလိတ်ဆိုတာမပါဘူးစေးဘူးလေးတွေဖြတ်တယ်ပဲပါတယ်ကျွန်တော်ဖတ်တဲ့အခါမှာစေးလိတ်ကျူသွားပြန်တယ်ကျွန်တော်သူရေးထားတာအမှန်ကိုဖတ်တာသူမားတာလားကိုမားတာဟုတ်ပြီနော်ခါနေကြလို့ရှိရင်ကိုဘေးနားကလူတွေကကိုကိုပြောတာအမှန်ကိုကြားတာကတလွဲသိလားသူတို့ကိုမထားတဲ့စေနာကအမှန်ကိုမြင်နေတာဟိုကကိုတလွဲအာမင်ထိကြပြေးကြတယ်ငါဘုရားမှားတာပါမင်းဖြစ်နေတာမဟုတ်ငါဖြစ်နေတာလို့ပြောကိုစစ်ကြောတော်သူဒီစစ်ကြောစီရင်ခြင်းနဲ့ကင်းလို့ဟာလေလုယာကျွန်တော်သူများကိုပဲလက်ညှိုးထိုးတာရှောက်ပြီးတော့နော်အဲ့လက်ညှိုးတင်ခါတာပြည့်တာနော်ကဲအဲ့တော့ကြီးအတတ်မရှိရင်ဘာကျွတ်မစားဘူးစားလို့နေတာစားကိုမစားကျန်တာဖတ်ပါဟဲ့ဘယ်တော့ပြောအခုဖတ်နော်အခုမဖတ်အဲ့တော့ခုနကတော့ရပါတော့ပြောတယ်အတတ်နဲ့ပြည့်စုံတဲ့သူကတားမရစီမရဖတ်ခိုင်းလို့ဖတ်တာလားသူ့ကိုယ်ကိုဖတ်ခြင်းစိတ်ဖြစ်တယ်ဖတ်ခြင်းစိတ်ဖြစ်တယ်ဒီမှာရှိတဲ့သူတွေတနေ့မိဘဒီကိုပေါ်မှာဆရာတော်တွေကတိုက်တွန်းလို့ထမင်းခင်းစားနေတာစားလို့စားတာနော်တနေ့လေးစားဖို့တိုက်တွန်းနေရတယ်ဆိုလို့ရှိလားစားလို့တားနေရတာမဟုတ်ဘူးလားကဲတော့အတတ်မရှိရဲ့ဘာကျွတ်မစားဘူးဘာပြောဘလောက်ခိုင်းဘလောက်ပြကြည့်ဦးမကြည့်တာမြေဖို့နေတယ်အဲ့တော့ဖျားကအဲ့ဒီအတတ်မရှိရဲ့ပုံကြီးရဲ့အတတ်တဲ့နော်တချို့ကပုံမရှိတယ်အတတ်မရှိနော်အဲ့တော့အဲ့ထဲကိုဗာထည့်နေတယ်အတတ်တဲ့ဗာထည့်တာလေအဲ့ဆိုဖျားကဘာကိုစိတ်ဝင်စားလဲဆိုရင်အတတ်ကိုစိတ်ဝင်စားအဲ့တော့သားတော်ကိုရတော်သူဒီအတတ်ကိုရတယ်ဖျားစိတ်ဝင်စားတာအတတ်လို့ပြောရင်လည်းအတတ်ကလာတဲ့အတန်ကိုပဲဖျားစိတ်ဝင်စားလိုက်ဆိုတော့အသက်ရှိတော်သူအပေါင်းသာရဖျားအားရှိဝမ်းကြစေဟုတ်ပြီနော်အဲ့တော့ဒီနေ့ရှိဝမ်းခြင်းဆိုတာအတန်နဲ့ဆိုင်တာလားအသက်နဲ့ဆိုင်တာလားတချင်းရခြင်းမရခြင်းနဲ့ဆိုင်တာလားဖျားကိုရခြင်းမရခြင်းနဲ့ဆိုင်တာလားတရက်တော့ဖျားကိုရှိဝမ်းခြင်းပွဲတော့တခါလောက်ကြတော့မိတ်ဆွေပြောကလာတယ်သူကကချင်
တောင်လေးမှာရဲတောင်ကြီးမြောက်ကြီးနဲ့တချင်းတွေကြီးတယ်ပြီးဟိုလူကြီးဒီလူကြီးနော်ပြီးတဲ့ခါမှာပြောဆရာကြီးကျွန်မလေးအရင်ချင်းဝါကြတယ်ဒါပေမဲ့တချင်းတွေကမရဘူးဘာဆိုင်လို့ချင်းဝါကြီးတော့တချင်းရချင်းများချင်းနဲ့ဆိုင်လားမဆိုင်ဘာနဲ့မဆိုင်ဖယားကိုရချင်းများချင်းနဲ့မဆိုင်ဟာလေလုယာနော်ကဲအဲ့တော့ကြည့်ဖယားကအဲ့ဒီထဲကိုဘာထည့်လဲဆိုရင်အသက်ထည့်တယ်ဘာထည့်လဲအဲ့ဒီမြေမုတ်ထဲကိုဖယားထည့်တာဘာလဲအသက်ဘာမဟုတ်လဲဆိုရင်စက်မထည့်ဘူးဖယားအဲ့ဒီမြေမုတ်ထဲကိုဖယားဘာထည့်ထားတာမဟုတ်ဘူးလေစက်ထည့်ထားတာမဟုတ်ဘူးဘာထည့်ထားတာမဟုတ်လေပြောဖယားကကျွန်ုပ်ထဲကိုစက်ထည့်ထားတာမဟုတ်ဘူးပြောဖယားကတင့်ထဲကိုစက်ထည့်ထားတာမဟုတ်ဘူးအဲ့လိုရှိစက်နဲ့အသက်နဲ့ကြောင့်ပြောပြစပီကာတွေ့လားစပီကာလေဘာလဲရှိတော့ကျွန်တော်ဆက်လို့ပြောရင်အဲ့ဒီဟာကိုကျွန်တော်ပြောတယ်နော်ဆက်ကဲဟာလေလုယာလို့တက်ထွက်လိုက်လားထွက်လားထွက်တယ်ကျွန်တော်ပြောတဲ့အတန်ထက်တောင်သူ့အတန်ပိုကျင်ဟုတ်ပြီလားထွက်လားဟောထွက်လားတရားကြီးချစ်ချင်းနေတာဖြစ်တယ်အတန်ထွက်လားစိတ်ရှည်ခြင်းဖြစ်တယ်အတန်ထွက်လားသူ့အတန်ကတော့ပို့ပြီးတော့ကျဲသေးတယ်အာမင်ထွက်လားဟာလေလုယာ praise the lord ထွက်လားအဲ့ဒီထွက်တဲ့အဓိပ္ပာယ်သူသိလားအတန်တော့ထွက်ပြီးအဓိပ္ပာယ်မသိရင်ဆက်ပြောရအောင်နောက်တစ်ခေါက်ပြောတချို့ကပြောတော့ပြောတယ်ပြောတဲ့အဓိပ္ပာယ်ဘာမှတော့မသိမျက်မှောက်တော့ပြောတယ်မျက်မှောက်တော့ဘာလဲဆိုတော့မျက်မှောက်တော့ရှောက်ရှိတော့ဟာဘယ်ကောင်မှမင်းနဲ့ပြောမှာနော်အတန်ထွက်တယ်အဓိပ္ပာယ်မသိရင်ကဲကျွန်တော်မေးမယ်အဲ့ဒီစပီကာနှလုံးဒီမှာထားတာကြားပြီလားဟမ်ကြားပြီလားကြားပြီအဲ့ဒီနှလုံးဘယ်နှခါကြောက်တဲ့တယောက်လေအတူတူတွဲပြီးလက်ဖက်ရအောင်ဟမ်အခုနဲ့တခုလာပြီးတော့ပေါင်းဘူးလားသူ့ကလည်းသူတက်တက်ကြီးပဲဟုတ်လားလူမရှိရင်လည်းဒီတိုင်းပဲလူရှိရင်လည်းဒီတိုင်းပဲသူတို့သူ့ဘာသူပေါင်းတယ်ဆိုတာရှိလားပြောရအောင်ပေါင်းလို့မရရင်ဆက်နောက်တစ်ခေါက်ပြောကိုပြီးတက်တက်ကြီးပြီးပြောဆက်တွေကဘယ်တော့မှပေါင်းလို့မရနော်ဆက်တွေကဘယ်တော့မှပေါင်းလို့မရမနေ့ကလည်းအဲ့ဆက်ကဒီပုံပဲအဲ့ဆက်ဝယ်ကားစားကတီတီလေးလားဒီပုံပဲလားဆက်တစ်လုံးအကြီးကြီးလိုချင်တယ်ဒါပေမဲ့ပတ်စံမတတ်နိုင်ဘူးအဲ့တော့ကအရင်ကတီတီလေးပဲဝယ်ထားတယ်တဖြည်းဖြည်းနဲ့ဗရီဂျူလေးတက်ထားတယ်ကြီးလာတယ်ရှိတယ်ဟမ်ကားကြီးလိုချင်လို့ကားတီတီလေးဝယ်လာပြီးတော့မှတဖြည်းဖြည်းနဲ့စီထိုက်နဲ့ကြီးရတယ်ရှိတယ်ဆက်ဆိုတာကမနေ့ကလည်းဒီပုံဒီနေ့လည်းနောက်တော့ပြောချင်ဘုန်းကြီးကလည်းဒီပုံဒီနေ့လည်းဒီပုံအဲ့ဆိုအတက်လားဆက်လားအဲ့ဆက်ပဲဒါပေမဲ့အတန်တော့ထွက်လားထွက်တာမှအားရပါရပဲတို့တို့သိလို့လည်းအတန်ကြီးလည်းထွက်တာဒါပေမဲ့မတိကလည်းဒီပုံကဒီနေ့လည်းဒီပုံအဲ့ဆိုအတက်လားဆက်လားအဲ့ဆက်အဲ့လိုဘုရားကအတက်ထဲတာလားဆက်ထဲတာလားဘုရားကကျွန်တော်တို့တဲကိုဆက်ထဲထားတာမဟုတ်ဘူးအသက်ထဲထားတာပြောရအောင်နော်ဘုရားကကျွန်တော်တို့အသက်ထဲတာနော်အသက်ထဲတာကဲဟုတ်ပြီလူဒီအသက်ရှင်တော့တတ်တယ်ကွာဖြစ်တယ်လို့ကျမ်းလာကပြောတယ်နော်တော့ပဲကြောက်တော့တယ်ဟုတ်တယ်အဲ့ဒီလူအားဖြင့်ဘုရားကသူ့ရဲ့အကြံစီရွေချက်ကိုကောက်တဲ့ပေါ့မယ်နော်အဲ့တော့သူ့စီမှာဘုရားရဲ့ရည်ရွယ်ချက်နဲ့အကြံစီရှိသွားပြီအဲ့ဒီလူကအာဒံနော်အာဒံသူနဲ့တော်လျော်သောအထောက်မှလူဒီတယောက်တည်းနေမကောင်းမနေကောင်းပြောလူဒီတယောက်တည်းမနေကောင်းသင်ဟာတယောက်တည်းမနေရအဲ့လိုပြောတော့အင်တော်ပြီးတော့မပြောတာမဟုတ်ဘူးနော်ဖျားတဲ့နေကိုဖျားလို့ရှိတယ်ဆိုတော့တယောက်တည်းမနေရဘူးလေပြီးတော့အဲ့ဒါကိုပြောတာမဟုတ်ဘူးတယောက်တည်းနေရင်သူကလွတ်သွားတယ်နော်တယောက်တည်းနေအဲ့တော့လူဟာဖျားနဲ့သွားလာကိုဖျားလို့ရှိတာနော်ကဲအဲ့တော့ကြောက်အဲ့တော့ဖျားကသူ့နဲ့တော်လျော်သောအထောက်မှနော်ကဲအေးဝကဲသူရဲ့ကြာဆင်းခြင်းကိုပြောမယ်စားတယ်လာတယ်နော်စားတယ်လာတယ်နော်စားပဲရေးတော့မယ်ပုံဆွဲတော့ပုံဆွဲရင်ယူစုပါဆိုဆွဲရနော်စားတယ်ကယူစုပါဆိုမှမဟုတ်ဘူးခက်ချိုးချိုးခက်လာလာနော်ကဲစားတယ်ကအေးဝစီကိုလာပြီးတဲ့အခါမှာဖျားကဒီကိုမစားနဲ့လို့ပြောလာဆိုတော့ဟုတ်တယ်
ဒီလိုပြောတယ်ဟောဟုတ်တဲ့တကယ်တမ်းစားလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဒီလိုဖြစ်မယ်ဆိုပြီးတော့မှနောက်ဆုံးစာတန်ပြောတဲ့စကားလေးတစ်ချက်ကြည့်အောင်အဲ့ဒါကိုကျွန်တော်တို့ဆင်ခြင်မယ်နော်ခဏတော့ငယ်လေးမှာဝေကလည်းတင်းတို့ဒီဧကမန်တရားမျိုးအကြောင်းကထိုအသီးကိုစားရတော့နေကတင်းတို့ဒီမျက်စိပွင့်လေးနဲ့ကောင်းကောင်းကိုသိဖျားကဲကဲ့သို့ဖြစ်ကြလက်တဲ့ဖျားကဲကဲ့သို့ဖြစ်ကြလက်တဲ့အဲဆိုရှင်ရဲ့ဖျားကလူကိုသူ့ကဲ့သို့ဖြစ်စေချင်တာလားသူ့နဲ့တညီတရနဲ့ဖြစ်စေချင်တာလားသူ့ကဲ့သို့ဖြစ်စေချင်တာလားတညီတရနဲ့ဖြစ်စေချင်တာလားအဲ့စကားလေးကိုနည်းနည်းရှင်းမယ်နော်ကျွန်တော်ဥပမာပြမယ်ဒီမှာအပြူလေးတယောက်ကိုကျွန်တော်သွားပြီးစကားပြောတယ်ဟဲ့နင်းကြည့်ရတာအပြူကဲ့သို့ပဲလို့ပြောရင်သူကအပြူလားလူပြိုတယောက်လေအခုကလူပြိုကဲ့သို့ပဲဆိုရင်သူကဘာလဲကိုနေတာနော်သူကလူပြိုမဟုတ်ဘူးလို့ပြောတာလူပြိုမစစ်ဘူးလို့ပြောတာအဲ့နေကအပြိုနဲ့တူတယ်နော်အပြိုကဲ့သို့ပဲဆိုရှင်အဲ့အပြိုစစ်ဘူးလို့ပြောဟုတ်ပြီနော်ဖယားကကဲ့သို့ဖြစ်စေချင်တာလားတကြီးသားလည်းဖြစ်စေချင်တာလားအဲ့ဒါလေးကိုရှင်းပြမယ်နော်ပထမတစ်ချက်ကဲသဘောတရားအဖြစ်ပြောမယ်လူကဖယားကဲ့သို့ဖြစ်တာကောင်းလားမကောင်းဘူးလားဖယားကဲ့သို့ချစ်ချင်းမြတ်တာရှိတယ်ဖယားကဲ့သို့ပေးကမ်းခြင်းရှိတယ်မကောင်းလားကောင်းတယ်ကဲအုပ်ပြီးကြည့်အောင်ဖယားကဲ့သို့အဲ့ဒီစကားကစာတန်ကလူမိန်းမကိုမပြောခင်မှာသူတနေရာမှာပြောဘူးလေဘာမှပြောဘူးလေဘာမှပြောဘူးလေသူ့ကိုပြောခင်မှာသူပြောဘူးလေအဲ့ဒါဘာမှပြောဘူးလေဘလီမျိုးလုံးလေးထောက်ကပ်ပြီးစဉ်းစားသလိုပါတော့နဲ့ဟမ်ဘာမှပြောဘူးလေကြားဘူးလားအဲ့ဒါဖယားခင်ကဲတူကြားဘူးလားဘာမှလို့ကျမ်းစာထဲမှာကျမ်းစာမဟုတ်တယ်လေတေရှာယအနာဂတိကျမ်းခန်းကြီး14လားဂုရုတွေနဲ့တွေ့တယ်တေရှာယအနာဂတိကျမ်းခန်းကြီး14အငယ်7ကနေ14ယေရှာယ14အငယ်7ကနေ14နော်ဒါလေးကိုဖတ်ရအောင်တွေ့ကြည့်ပါဖယားအမြင့်ဆုံးသောဖယားကဲ့သို့ငါနေမည်ဟုစိတ်ကြံရှိတယ်ဖယားကဲ့သို့နေမယ်ဖယားကဲ့သို့ကောင်းကင်ဘော်သို့ငါတက်ပြီဘုရားသခင်ဤကျေတို့ပေါ်မှာငါပြင်ကိုငါချင်းမြောက်ပြီဒါမျက်နှာပဲဓာရီတော်တောင်ပေါ်မှာငါထားပြီဘုရားရှိခိုးတော်ငါတက်ပြီအမြင့်ဆုံးသောဖယားကဲ့သို့ငါနေမည်ဟုစိတ်ကြံရှိလေပြီကဲဖယားကဲ့သို့ကဲအဲ့ဆိုရှင်ဖယားရဲ့ဂုဏ်ရည်လေးတွေတစ်ချက်ကြည့်အောင်ဖယားဖယားမှာစီးစိမ်ရှိလားအာနာရှိလားတကူပလဲဖယားချစ်ချင်းမြတ်တာမရှိဖြစ်တယ်ဖယားချစ်ချင်းဖြစ်တယ်ဝမ်းမြောက်ခြင်းဖြစ်တယ်ဒီခံခြင်းဖြစ်တယ်ညီတက်ခြင်းဖြစ်တယ်ကဲဒီဘက်ကအရာဒီ A ဒီဘက်ကအရာဒီ B ဖယားစီပါဟုတ်ပြီနော်စီးစိမ်ရှိလားအာနာရှိလားတကိုးရှိလားပလင်ရှိလားနိုင်မဲ့တော့စီးစိမ်နိုင်မဲ့တော့အာနာနိုင်မဲ့တော့တကိုးဟုတ်ပြီနော်တကယ်ထာဝရကာလနဲ့သက်ဆိုင်တဲ့အရာရှိလားရှိချစ်ချင်းမြတ်တာဝမ်းမြောက်ခြင်းဖြစ်တယ်ဒီခံခြင်းညီတက်ခြင်းဖြစ်တယ်စာတန်ကဖျားကဲ့သို့ဖြစ်ချင်တာအေလိုဖြစ်ချင်တာလားဒီလိုဖြစ်ချင်တာ
ဟုတ်ပြီနော်အမြင့်ဆုံးသောပလင်ပေါ်မှာသူနေခြင်းနဲ့ကောင်းတဲ့ထိပ်ပေါ်မှာငါတက်တယ်ဖျားသခင်ရဲ့ကျေဖျားသခင်ရဲ့ကျေဆိုတာအာဗြဟံအားဖြင့်နော်ဒီကောင်းကင်ကျေကဲ့သို့သူ့မျိုးကိုများပြားစေမယ်လို့ပြောတယ်မှာယုံကြည်သူတွေကိုပြောတာကျေဆိုတာကျေတွေရဲ့အထက်မှာယုံကြည်သူတွေရဲ့အထက်မှာသူဘာဖြစ်ခြင်းခံတယ်လဲကိုးကွယ်ခြင်းခံတယ်စာတန်ဟုတ်ပြီနော်ကိုးကွယ်ခြင်းကိုခံတယ်စာတန်လူချင်းတာဖျားရဲ့ရှိခြင်းဖြစ်ခြင်းတွေကအေလားပြီလားအေကိုလူချင်းအခုကြည့်အေကိုလူချင်းတာဘာတူလဲဟုတ်ပြီနော်စီးစိမ်ကိုလူချင်းတာအာနာလူချင်းတာတကုံးလူချင်းတာနေရာလူချင်းတာအဲ့ဒါတွေလူချင်းတာဘယ်သူစိတ်ထားလဲဖျားစီမှာအဲ့ဒါရှိတယ်ဒါပေမဲ့ဖျားစီမှာချစ်ချင်းဖြစ်တယ်ဗျာဟုတ်ပြီနော်ဖျားရဲ့အထဲမှာအားလုံးရှိဒါပေမဲ့တချမ်းပဲယူချင်တာဒီဘယ်သူစိတ်ထားသဘောပေါက်လားဟုတ်နော်အဲ့တော့ဒီကိစာရကဖျားခင်ကဲ့သို့ဆိုတော့ဒီတချမ်းကိုသူလုပ်ချင်တယ်ကဲအဲ့တော့သူကမိုးတိမ်ထိတ်ပေါ်သို့ငါတက်တယ်နော်ကျဲခါပါကောင်းကင်ပေါ်သို့ငါတက်မိုးတိမ်ထိတ်ပေါ်သို့ငါတက်အပေါ်တက်တယ်အခုကျွန်တော်စင်ပေါ်တက်တယ်ဟုတ်ပြီနော်အခုကျွန်တော်စင်ပေါ်တက်တယ်အဲ့ဆိုကျမ်းစာမှာအပေါ်တက်တဲ့ဒီတယောက်ကြောင့်ယုံဇက်ခဲကအယက်ပုဇက်ခဲကဘာလဲအယက်ပုယေရှုကိုမြင်ဖို့အတွက်သူနဲ့ယေရှုနဲ့ကြားမှာသူရှိလူအုပ်ကြီးပြောကြအောင်နောက်တစ်ခေါက်ပြောကြအောင်နောက်တစ်ခေါက်ပြောအောင်ကျွန်တော်ကယေရှုကိုမြင်ချင်တာလားလူအုပ်ကြီးကိုမြင်ချင်တာလားအဲ့ဒီတရားကိုယေရှုရှိလို့သွားတာလားလူအုပ်ကြီးရှိလို့သွားတာလားရှောက်ပြောတယ်တချို့ကလူအုပ်ကြီးရှိလို့ရှောက်သွားတာစီရတော့စီရတော့နော်အဲ့ဒါပဲရှောက်သွားတာလူများလို့ရှိရင်ဝေးဆိုအဲ့လိုပြောသွားတာနော်အဲ့တော့အဲ့ဒီလူအုပ်ကြီးကတစ်ခါကြရင်တချို့လူတွေယေရှုကိုမြင်ဖို့အတွက်အစီတာဖြစ်စေတာအဲ့ဒီလူအုပ်ပဲနော်အဲ့တော့ဒီနေ့ဇက်ခဲကယေရှုကိုမြင်ဖို့အတွက်သူ့ရဲ့အသက်တာရှိတယ်သူများတက်ဖို့လားဟုတ်နော်သူရှိရလူကသူနဲ့ပြည့်တဲ့လူတွေဒီမှာယေရှုမြင်ရလားမမြင်ရဘူးသူများတက်အရက်ပုတော့ကြောင့်သူမမြင်ရဘူးအော်တော့ပါပြီကွာဆိုရင်သူလက်ပြင်လားလက်မပြန်ဘူးလူအုပ်ကြီးသွားတဲ့လမ်းကနေပြီးတော့သွားပြီးတော့မှတိပိမောကိုတက်တယ်ဟုတ်ပြီနော်လူအုပ်ကြီးနောက်လိုက်ရင်သူတို့ရောက်တဲ့နေရာမရောက်မှတ်ဟုတ်ပြီနော်သူကနောက်တစ်ချက်ကမမြင်ရလို့ဆိုပြီးတော့လက်မပြန်ဘူးသူကလူသာပုတာအဖြစ်လေလူသာပုတာဝိညာဉ်ကြီးရမှာခပ်မြစ်ပြီဟုတ်ပြီပြောရအောင်လူပုတာယဉ်ကြည့်ဘူးဝိညာဉ်ပုတာယဉ်ကြည့်လူပုတာပြဿနာမဟုတ်ဝိညာဉ်ပုတာပြဿနာအချို့ကလူကအရင်ကရှောလို့ရတယ်ဝိညာဉ်ကပုတုပိမပြီးတောက်မပြီးနော်အဲ့တော့သူများထက်ကိုဘုရားကိုမြင်ခြင်းနဲ့ဆန္ဒသူများတက်ကိုမြင်တယ်ပေါ့အဲ့ကြောင့်သူတိပိမောတက်သွားကဲအဲ့ဆိုနေမယ်စက္ခဲတိပိမောတက်တော့အရင်တုန်းကသူ့ထက်မြင့်တဲ့သူတွေနဲ့နော်သူနေခဲ့ရတယ်သူများကိုငုတ်ကြည့်ခဲ့ရတာလားမော့ကြည့်ခဲ့ရတာအခုတိပိမောတက်သွားတော့သူကသူများကိုအပေါ်ရောက်တယ်နော်သူများတွေကသူ့ကိုမော့ကြည့်ရတဲ့ဘဝရောက်တယ်ကဲသူတိပိမောကိုရောက်တယ်ဘာဖြစ်လို့ရောက်လဲအကြောင်းရင်းကိုပြောတာအဲ့ဒါအဓိကကျဘယ်ထူးသားဖြစ်တယ်ဒုက္ခသူတိပိမောဘာလို့တက်တာတော့အဲ့ဆိုအဲ့ဒီအပေါ်ကိုသူ့ကိုတွန်းပို့ပေးလိုက်တာပါစိတ်ယေရှုကိုမြင်မြင်သောစိတ်ဒီတင့်ကိုသူတို့ဘာထက်မြင့်တဲ့နေရာကိုတွန်းပို့ပေးတယ်နော်အဲ့တော့သူကအပေါ်ရောက်သွားတော့ကဲမေးမယ်သူဘာလို့အဲ့ပေါ်တက်လဲသူနားမှာနေတဲ့သူအားလုံးကသူ့ထက်မြင့်လို့မခံကျင်တဲ့စိတ်နဲ့သူအဲ့ပေါ်တက်တာဘာကြောင့်တက်တာလဲယေရှုကိုမြင်လို့တက်တာသူများတက်သူမြင့်သွားပြီမဲ့သူတက်ရတဲ့အကြောင်းရင်းအမှန်ကဖယားကိုမြင်နေလို့တက်တာသူများတက်မြင့်နေလို့တက်တာမဟုတ်ဘူးဖယားကိုကြည့်နေလို့တက်တာသူများကိုပေါ်ကငုံကြည့်နေလို့တက်တာမဟုတ်ဘူးကျွန်တော်လည်းစင်ပေါ်တက်တာပဲသူလည်းစင်ပေါ်တက်တယ်ကိုလည်းစင်ပေါ်တက်တယ်သူလည်းကျန်းအောင်ကြိုက်တယ်ကိုလည်းကျန်းအောင်ကြိုက်တယ်သူလည်းမိုက်ကြိုက်တယ်ကိုလည်းမိုက်ကြိုက်တယ်ကြိုင်ရရွေးချက်ပေါ်တချို့ကအပေါ်တက်တာကလူတွေကသူ့ကိုမြင်ဖို့တက်တာတချို့အပေါ်တက်ရတဲ့အကြောင်းရင်းကဘုရားကိုသူမြင်ဖို့တက်တယ်ဟာလေလုယာအခုဒီနေ့စာနဲ့အပေါ်တက်ရတဲ့အကြောင်းရင်းကအားလုံးကသူ့ကိုမြင်ဖို့သူတက်တာတက်ချင်တဲ့ဆန္ဒအဲ့တော့ဒီနေ့အပေါ်ကိုတက်တဲ့ခါမှာဘုရားကိုမြင်နေတဲ့ဆန္ဒနဲ့တက်တော်သူကတော့ယေရှုကိုယ်တိုင်ရောက်လာပြီးယေရှုကဘာပြောလဲဇက်ခဲဆင်းခဲ့ဇ
ခဲကဘာပြောလဲဟာမျိုးဆင်းလာတော့တယ်ကိုတော့အပေါ်တက်ခဲ့လို့ပြောတယ်ကိုတော့ကျွန်တော်ဒီပေါ်ဘလောက်တော့အဖို့ခအပင်ပြီးတက်ခဲ့ရတယ်ကိုတော့ထင်တယ်ကိုတော့တော်ဒူးတောက်စုတောက်ပြပေါ်တက်လာတာမစင်းနိုင်ဘူးကိုတော့ပဲတက်လာအချို့ကအပေါ်ရောက်တိုင်းမစင်းတော့နော်ကျွန်တော်ဒီနေရာကိုရောက်ဖို့ကအဖို့ခပေးခဲ့ရတာမစင်းနိုင်ဘူးကိုတော့ပဲတက်လာကိုတော့မတက်တော့ဘူးနော်အဲ့တော့ဒီနေ့အပေါ်မှာတက်ပြီးတော့မှလူမြင်ခံခြင်းနဲ့လူဘိုးဘွယ်ခံခြင်းနဲ့လူစီဖာကအပေါ်မှာနေရတာအောက်ပြုတ်ကြတယ်တက်ချင်တာကအပေါ်ရောက်တာကအောက်လေနော်အဲ့ဆိုတရသားဘုဒ္ဓရဲ့တည်တည်ကောင်းကင်မှာဆင်းလာလားကြတာစခဲကကြတာလားဆင်းတာရောမချတယ်သူကကြဆင်းတယ်ယေရှုခရစ်တော်ကကြလာတာလားဆင်းလာတာလားစာရကဆင်းလာတာလားကြလာတာလားထုတ်ကတ်ထားရင်ဘုရားကန်ချပဲမှတ်ထားတယ်နော်အဲ့တော့သူဘာဖြစ်ပြီလဲကြစခဲကဆင်းလာတာမတူဘူးယေရှုကလည်းအပေါ်ကနေဆင်းလာအဲ့တော့ဒီနေ့အပေါ်တက်တာချင်းတူတူတဲ့ရဲ့ရည်ချက်မှာအခုကြည့်စာတန်ကကြတော့သူကြဆင်းခဲ့ဘူးနဲ့ပုံသဏ္ဍာန်အတိုင်းဘုသူစီလာတယ်လူစီကိုလာပြီးသွေးဆောင်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသင်္ကန်းကသူကိုယ်တိုင် lesson မိထားတယ်နော်ကဲအဲ့တော့သူကလူစီကိုဗာနဲ့လာတယ်ဖယားကဲ့သို့နဲ့လာဗာနဲ့လာတယ်ဖယားကလူကိုသူ့ကဲ့သို့ဖြစ်စေခြင်းဘူးသူနဲ့ထပ်တူဖြစ်စေခြင်းဟာလေလုယာသူတရားဟောတယ်လို့လိုက်ဟောတာသူဝတ်တယ်လို့လိုက်ဝတ်တာသူနဲ့စိုးနေတယ်လို့လိုက်နေတာသူပုံငါးလုံးနဲ့ငါးတကောင်ကျွေးတယ်လို့လိုက်လုပ်တဲ့ formula လိုက်လုပ်တဲ့လူတွေဘုရားမလို့ရှိဘူးအဖေကြီးကကျွန်တော်တို့ကသူကဒီလိုလုပ်ရင်ကိုကလည်းဒီလိုပဲလိုက်လုပ်တယ်ဆိုတော့မောရှေကဣသရေလလူမျိုးတွေရေစာတဲ့အခါမှာကြောက်ကိုဘုရားကရိုက်ရင်မထွက်လဲရေထွက်တယ်ဆိုတော့မောရှေကြောက်ကိုသွားရိုက်မထွက်ရေထွက်တယ်အဲ့ချိန်ကစလို့မောရှေမှတ်တာဖယားရဲ့တက်နိုင်ခြင်းကိုပုံမှန်အာမှတ်လိုက်တယ်ဒီလားအဲ့ဒီကြောက်ကိုဒုံးနဲ့ရိုက်ရင်ရေထွက်တယ်ဘာလို့မှတ်လဲပြောရအောင် formula ကိုမှတ်တယ်ဘာလို့မမှတ်ဘူးလဲဖယားရဲ့တက်နိုင်ခြင်းကိုမမှတ်ဘဲနဲ့ဘာမှတ်သွားလဲ formula ကိုမှတ်တယ်နောက်တစ်ခါဖယားကနေကြောက်ကိုမှားထားလို့ပြောတဲ့အခါမှာ तू မှားလိုက်ရိုက်တာအဲ့ဒါရိုက်တဲ့အချိန်ဘယ်ရလဲ तू အရှိမတော့ဘယ်လိုထားလဲတစ်ခါရိုက်ထားတယ် तू ဘာမှတ်ထားပြီလဲကြောက်ကိုရိုက်ရင်ရေထွက်တယ်ဆိုတော့ formula အတိုင်းပဲနောက်တစ်ခါကျတော့ဘာလုပ်လဲသွားရိုက်ဖယားကတင့်ကိုအဲ့ဒီ formula တွေလိုက်လုပ်တာမလို့ချင်းဟာလေလုယာကျွန်တော်တို့ကဘာတိုင်းလိုက်လုပ်လဲသိလားကိုပွဲကကိုဆရာလုပ်တဲ့အတိုင်းဒီပွဲမှာဒီဆရာကလိုက်လုပ်တယ်ကိုတင်းတော်ကဟိုလိုလုပ်ရင်ဒီတင်းတော်ကဒီလိုလိုက်လုပ်တယ်အဲ့ဒါကဲ့သို့လို့ဟာလေကဲ့သို့ဖယားကသူ့နဲ့ထပ်တူတင့်ကိုဖြစ်စေချင်တာဟာလေလုယာအဲ့ကြောင့်ငါတို့တဲ့တညီတဒံဒီလူကိုဖန်ဆင်းကြတယ်အဲ့လိုကဲအဲ့တော့ကြည့်အဲ့တော့စာရကသွေးဆောင်တယ်သူတို့ကမှလူကကြဆင်းတော့အတင်းကိုကျွေးတယ်ခင်ဗျကလည်းယူပြီးစားတယ်ဟုတ်ပြီနော်စားတယ်ဖယားကလာတဲ့အခါမှာလူတင်ပမာရှိတယ်ဆိုတော့ तू ကဟုတ်ကဲ့ကျွန်တော်ရှိပါတယ်ပြောလားပုံးနေလားပုံးနေ तू ဘာလို့ဘယ်လိုပြောလဲအဝတ်ကြီးရှိတော့ကြောက်ရဲပုံးနေမင်းကိုအဝတ်ကြီးရှိတယ်လို့ဘယ်သူပြောလဲငါစားလိုက်တဲ့သူကိုစားပြီလားလို့ပြောတဲ့အခါမှာဟုတ်ကဲ့ကျွန်တော်မားပါတယ်ကျွန်တော်စားပါတယ်ပြောလားဘာပြောလဲကိုရောအပ်ပေးတယ်မိဘကကျွေးလို့စားတယ်ကဲကြည့်ပြီအာဒံဆိုတာဧဝကမွေးတာလားလူသားအစပထမအာဒံပြောကြအောင်ပထမအာဒံကမွေးဖွားခြင်းမရှိပထမအာဒံကမရှိတယ်နောက်ဆုံးသောအာဒံကမွေးဖွားခြင်းရှိပထမအာဒံကအမေဖေမရှိဘူးအဲ့ဒါကြောင့်ဧဝကအရင်ကျေးဇူးတော်ခံစားရတယ်ဘာလို့လဲရောက်မှမရှိဘူးနော်အဲ့တော့ပထမအာဒံကမွေးဖွားခြင်းမရှိဘူးနော်နောက်တစ်ချက်ပထမအာဒံကမွေးခြင်းမှာဆင်းရဲဒုက္ခလည်းမရှိဘူးနောက်ဆုံးသောအာဒံကြီးဆိုယေရှုခရစ်တော်ကမွေးကလေးကပြန်သွားတဲ့အထိဆင်းရဲဒုက္ခနဲ့မွေးလာတယ်နော်အဲ့တော့ကြည့်သူကလူသားအစခေါင်းဆောင်ဖြစ်တယ်ခေါင်းဆောင်ဆိုတာမျိုးကနေရာယူရတာလားတာဝန်ယူရတာခေါင်းဆောင်ဆိုတာနေရာလားတာဝန်လားတာဝန်ခံရမှာသူကကဲအဲ့တော့ဒီနေ့ဖယားဖန်ဆင်းတော့လူဟာအင်္ဂါဆုံးသလားဆုံးလားစံပြားကနေခြေကားဒီအဖြစ်ပြောတာတခုမှမရှိဘူးကဲကြဆင်းသွားပြီကဲကျွန်တော်ကအင်္ဂါဆုံးလားအခုကြည့်အောင်အင်္ဂါဆုံးလားကဲအင်္ဂါကိုလို့ဆုံးတယ်လက်ပါလားခြေထောက်ပါလားကဲတိတိလေးတခုမှလက်ကျိုးပါလားကဲ
လက်ညှိုးလေးထောင်ရအောင်အဲ့ဒါလက်ညှိုးဆိုတာထိုးဖို့မဟုတ်ဘူးထောင်ဖို့နောက်တစ်ခါပြောရအောင်အခုကြည့်လူသားအစခေါင်းဆောင်မင်းစားရလို့ပဲစားတယ်ပေါ့ဟုတ်ဘူးလားအခုကျတော့ပထမတော့ကကျတော့အေးဝသူစီခေါ်တာတော့ကကျတော့မလီငါရိုးရယူငါသားရတာဝဲနော်အဲ့တော့အခုကျတော့တာဝန်ယူရမယ့်ကိစ္စလည်းကြလဲကြောက်ကျွန်တော်စားတာမဟုတ်ဘူးကိုတော့အပ်ပေးတဲ့မိမကျွေးလို့စားနေရာကြတော့ယူတယ်တာဝန်ကြတော့မယူဘူးပြောနေရာကြတော့ယူတယ်တာဝန်ကြတော့မယူဘူးနောက်တစ်ခါပြောနေရာကြတော့ယူတယ်တာဝန်ကြတော့မယူဘူးပြောအောင်တာဝန်မယူတတ်တဲ့သူကတေခါရှာတဲ့တယ်နောက်တစ်ခါပြောတန်ဂျူကသူ့မှာလက်ညှိုးရှိတယ်ခရားပေးထားတယ်လေခေါင်းဆောင်ဆိုတာလက်ညှိုးထောင်ရတာလက်ညှိုးထိုးရတာမဟုတ်ဘူးကိုကြတော့ကြည့်ကိုတော့အပ်ပေးတဲ့မိန်းမကကျွေးလို့စားတာအဲ့လက်ညှိုးချောင်းကြည့်ဟုတ်နော်ယေရှုကကြတော့ကိုတော့အလိုတော်ကိုဆောင်အပ်တော်မှာကျွန်ုပ်သွားပါသူနဲ့မဆိုင်တဲ့ကိစ္စကိုယေရှုဘာဖြစ်လဲတာဝန်ခံဟာလေလုယာနားမထောင်တဲ့သူကြာဆင်းတဲ့သူကတော့ဘာလုပ်လဲတရေခံရှာအတင်းတော်မှာမှုတ်ကျွေးမယ်အတင်းတော်မှာပစ္စည်းတွေလက်ဆောင်ပေးမယ်ဘသူလာမလဲကျမတို့လာမယ်အတင်းတော်မှာခုံစီမယ်ဆေးတော့မယ်ဘသူလာမယ်သူအားတယ်